သားတယောက်ဟာမတော်သားမြေမြုပ်မိုင်းတစ်ခုကိုနင်းမိသွားခဲ့ပါလေအဲ့ဒီအခါသူရောသူ့ရဲဘော်တွေပါအသက်အန္တရာယ်စိုးရင်ရတဲ့အတွက်သူဟာထိတ်လန့်တွန်းလုတ်ပြီးစိတ်လွတ်တလို့ဖြစ်သွားခဲ့ပါတယ်ခဏအကြာမှာတော့အဖွဲကောင်းဆောင်ပိုကြီးရောက်လာပြီးမိုင်းရဲ့အနက်ကိုတိနိုင်ဖို့အတွက်တစ်သားချုံလေးနဲ့မြေကြီးတွေကိုဖယ်ရှားကြည့်ခဲ့ပါတယ်အဲ့ဒီအခါမှာဒီမိုင်းဟာအလုံးကြီးမှပြီးပြုတ်ဖြစ်ဖို့မဖြစ်နိုင်ဘူးဆိုတာကိုသူတို့သိလိုက်ရပါတယ်ပိုကြီးဟာတခြားစစ်သားတွေကိုနောက်ဆက်ဖို့အမိန့်ပေးလိုက်ပြီးမိုင်းနှင်းထားတဲ့စစ်သားကိုတော့3အထိရေးတွက်တဲ့အချိန်မှာခြေထောက်ကိုအမြန်ကြွဖို့ပြောခဲ့ပါတယ်။သူကိုယ်တိုင်စစ်သားရဲ့နေရာမှာအစားထိုးနှင်းပေးဖို့ဆုံးဖြတ်လိုက်တာပါ။ပိုကြီးရဲ့ညွှန်ကြားချက်အတိုင်းစစ်သားကခြေထောက်ကိုကြွလိုက်တဲ့အချိန်မှာပဲပိုကြီးဟာမိုင်းပေါ်ကိုချက်ချင်းအစားထိုးနှင်းလိုက်ပါတယ်။ပိုကြီးဟာသူ့ရဲဘော်ရဲ့အသက်ကိုကယ်တင်နိုင်ခဲ့ပေမဲ့အခုတော့သူ့အသက်ကအန္တရာယ်ရှိနေပါပြီ။ရုတ်တရက်ပိုကြီးဟာဟန်ချက်ပြတ်ပြီးခြေထောက်တစ်ဖက်ကမိုင်းပေါ်ကနေလွတ်သွားခဲ့ပါတယ်။အားလုံးကထိတ်လန့်တုန်လှုပ်သွားကြတဲ့အချိန်မှာပိုကြီးကမိုင်းပေါ်မှာခုံပေါက်ပြလိုက်ပါတယ်။ကြပြီးမြဲမိုင်းကပောက်ကွဲမှုသွားချေပါဘူး။အမှန်တော့အဲ့ဒီမိုင်းကအစကတည်းကအလုံးမလုံးတော့တဲ့မိုင်းအဟောင်းဖြစ်ပြီးပိုကြီးကသူ့တို့ကိုနောက်ပြောင်နေခဲ့တာပဲဖြစ်ပါတယ်